နိုင်တယ်လို့တန်တရားရှိတာကြောင့် NLD အဖွဲ့ဝင်တွေအနေနဲ့နိုင်ငံရေးသတိနဲ့တွာလာကြဖို့ NLD ပါတီဗဟိုအောင်နိုင်ရေးကော်မတီပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကပြောပါတယ်ကျွန်တော်တို့ဘယ်သူကမှမဆက်ဆဲပါဘူးလောက်ရက်ကိုပဲကျွန်တော်တို့အထူးဖြင့်ရှုံချပါတယ်ဒီလောက်ရက်ကကျွန်တော်တို့နိုင်ငံရေးနဲ့ဆက်သွယ်နေတယ်လို့ကျွန်တော်တို့ဒီတန်ရရှိပါတယ်ဒါကြောင့်အနေနဲ့အဖွဲ့ဝင်တွေကပို့ပြီးတော့နိုင်ငံရေးသတိနဲ့တွာလာကြဖို့တစ်ချိန်တည်းမှာပဲဒီလိုအကြမ်းဖက်လောက်ရက်ကိုအကြမ်းဖက်တဲ့နည်းနဲ့ပြန်လဲတုံ့ပြန်ခြင်းမပြုဘဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ဥပဒေအရသာပြန်လဲတုံ့ပြန်ကြဖို့ဆိုတာကိုကျွန်တော်တို့သတိပေးကြပါတယ်ဦးထိုက်စောကိုလောက်ကျန်တက်ဖြတ်သွားတာဘယ်သူဆိုတော့မနေ့ကရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်လောက်ကျန်တက်ဖြတ်သူကိုအရေးယူပြစ်ပေးနိုင်ရေးတာဝန်ရှိသူတွေအနေနဲ့အမြန်ဆုံးဖော်ထုတ်ပေးဖို့လဲတိုက်တွန်းကြောင်းထုတ်ပြန်ချက်မှာပြောထားပါတယ်ဦးထိုက်စောဟာကြောက်မဲမြို့နယ်ပြည်နေရွာကသူ့နေအိမ်မှာဖွင့်ထားတဲ့ကုန်စုံဆိုင်မှာမနေ့ကညနေ6နာရီလောက်ကရှိနေချိန်တနက်သမားကလာရောက်ပစ်ခတ်ခဲ့တာကြောင့်ရင်ဘက်ကိုတနက်ကြည်စံထိမှန်ပြီးသေဆုံးသွားတာလို့ဒေသခံတွေက RFA ကိုပြောထားပါတယ်တနက်တန်ရာတွေနဲ့ဦးထိုက်စောကိုကြောက်မဲဆေးရုံကိုပို့ဆောင်ခဲ့ကြပြီးမြဲဆေးရုံရောက်မှာပဲသေဆုံးသွားတာဖြစ်ပါတယ်ဒီလောက်ကျန်မှုနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေကလည်းအကြမ်းဖက်လုပ်ရက်ကိုကန့်ကွက်ရှုတ်ချကြောင်းပြောဆိုနေကြပါတယ်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်းဦးထိုက်စောလောက်ကျန်ခံရတာနဲ့ပတ်သက်ပြီးအကြမ်းဖက်ကျူးလွန်သူကိုရှုတ်ချကြောင်းဒီနေ့ထုတ်ပြန်လိုက်ပါတယ် SNLD အနေနဲ့နိုင်ငံရေးနည်းလမ်းကလွဲပြီးအခြားနည်းလမ်းတွေကိုအယုံကြည်မရှိဘူးလို့ SNLD အတွဲဘက်အတွင်းမှုစန့်ကျော်ညွန့်ကပြောပါတယ်ကျွန်တော်တို့ SNLD အနေနဲ့ကဒါဒီစပွဲဝိုင်းပေါ်ကဒီနိုင်ငံရေးကိုယုံကြည်လို့လဲကျွန်တော်တို့ဒီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတာပေါ့ရွေးကောက်ပွဲနိုင်ရှုံးတာပါဟေးရောက်ပါလေငါတို့နေတဲ့လောကကြီးအကြောင်းပြောပြမယ်ဘာလို့လဲဟေးဘာလို့လဲဟဲ့မိုင်းတို့တဲ့တော့အုပ်ကြီးလို့မာယာတွေများလုံးနဲ့နမတူမျိုးနေတဲ့လောကမှာလဲပုံစံတွေအမျိုးမျိုးပဲရုံငယ်လုံးမျိုးဒီနာတော့နေခံရတဲ့နေရာတွေဖြစ်တယ်လို့ဆိုတော့ပါတယ်ဝမလေးလုံးမျိုးရာရာပေါ်ကောင်းချင်ညတော့ဆုံးတဲ့ပေါ်တော့ပြဖို့နဲ့ကျောင်းမဲ့တာအပြီးနားတို့တက်ကလောက်ရက်ပြီးရစ်စင်ပြပေါ်နေတာကိုလည်းဒီရရဟန်တာအရေးကြီးဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်းလဲ SNLD ကြေညာချက်မှာပြောထားပါတယ်ပြည်အောင်စုကြက်ခိုင်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကလည်းဒီလိုလောက်ကျန်မှုမျိုးဟာပါတီစုံဒီမိုကရေစီစနစ်မှာမဖြစ်သင့်ကြောင်းပြောပါတယ်ကျွန်တော်တို့အနေနဲ့ဘသူကိုပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုအကြမ်းဖက်အပြစ်ခတ်မှုကိုတော့ကျွန်တော်တို့များစွာစိတ်မကောင်းဖြစ်မိပါတယ်ဒီလိုဖြစ်ရမျိုးပါတီစုံဒီမိုကရေစီစနစ်မှာမဖြစ်သင့်ဘူးလို့ပဲမြင်ပါတယ်အဲ့ဒီနဲ့လက်ပိုင်းအခြေဆိုင်တန်နိုတော့ပါတီဒူရီမိုင်းအောင်ဖန်ကလည်းအကြမ်းဖက်လုပ်ရမျိုးတွေကိုစွတ်ချတောင်းနေတယ်ဒေတာတွင်ငင်းငင်းမရှိတာကြောင့်တရားဥပဒေစိုးမိုးရေးအများကြီးလိုအပ်နေသေးတယ်လို့ဆိုပါတယ်ဒီကံတန်တဲ့မျိုးတွေဒီလိုလုပ်ကြအောင်မျိုးတော့ကျွန်တော်တော့စွတ်ချတယ်ကျွန်တော်ဒီလိုလုပ်ရမျိုးတော့ကျွန်တော်အားလုံးမပြေပါဘူးဒီကလည်းကျွန်တော်ဆက်လို့ဒီကလည်းဆက်လို့မကောင်းပါဘူးဥပဒေစိုးမိုးရေးအားလည်းအပိုင်းနေရှိမှာပေါ့ညာဒီကြတာဒီကျွန်တော်ဒီကပြောမှလည်းဒီငင်းငယ်ရေးလည်းဒီကြဖြစ်ပါတယ်အဲကြောင့်မလို့ဒီချင်းနေရတော့ကြုံရတော့ဒီကတရားဥပဒေစိုးမိုးရေးတော့ဒါကြားရွာတယ်ဟုတ်ကဲ့အဲ့ဒီဒေသမှာလှုပ်ရှားနေတဲ့ပါတီ SS နဲ့ PNN လက်ထက်ကန်ဖွဲ့တွေကတော့ဒီလောက်ကျန်လက်ထက်မှုကသူတို့နဲ့မသက်ဆိုင်ကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်။လက်ထက်ကန်ဖွဲ့တွေကသူတို့နဲ့မဆိုင်ကြောင်းပြောဆိုထားတာကြောင့်ဖြစ်နိုင်ကြီးဟာယူကော့ဝက်ဘ်ဆိုက်ပေါ်တောင်းပြီးလောက်ကျန်တာဖြစ်နိုင်ကြောင်းနိုင်ငံရေးအင်အားစုတွေကသုံးသပ်ကြပါတယ်။အဲ့ဒီနေရာမှာဝက်တိုင်တဲ့နိုင်ငံရေးပါတီတွေကြီးနဲ့လည်းသူတို့နဲ့မသက်ဆိုင်ဘူးဆိုတာပြည်သူတွေအကြည့်ချင်းအောင်ဒီကတက်ထုတ်တယ်လို့ဒီနိုင်ငံရေးလိလာသုံးသပ်ပြီးတိုင်းရင်းဆရာတန်းဆွနိုင်တာနောက်ပြပြပြပါပဲ။ဒီကတော့ဒီလိုဆွဲတဲ့ဆိုင်မှုကိုတောင်းပြုပြီးတော့ဒီလိုဟိုတည်ရပါတယ်။ဒါပေမဲ့ပုံပုံကြီးရဖြစ်နေတာလား။အော်ဒါမှမဟုတ်တိုင်းမှာရှိနေတဲ့နိုင်ငံရေးပါတီတွေရဲ့သဘောထားလား။ဒါတော့ကျွန်တော်တို့တက်ပြီးလာမှုတို့တာပေါ့လေ။ဒီလိုဖြစ်တော့တဲ့အနေအထားပေါ့မှာတော့အဲဒီဒေတာပါဒီတော့ပတ်ချင်တဲ့ပါတီအနေနဲ့တော့ဒီကိစ္စတွေနဲ့သဘောထားတွေတက်ပြီးထုတ်ပြန်ပြီးလို့လိုမယ်လို့ထင်တယ်။အဲဒါမှဒါပဲဖွဲ့စည်းရဖြစ်နေပါရတဲ့ကိစ္စတွေပတ်ပြီးကျွန်တော်တို့ဒီလိုကြားရမှာဒီလိုပေါ့ပါတယ်ဟုတ်တယ်ရွေးကောက်ပွဲကိုတောင်မဲခရိုင်မှာနိုင်ငံရေးပါတီဆင်ပါတီဦးတိုင်ခဲ့တာပါတောင်မဲခရိုင်ပြည်မှာသူတို့လည်းကလည်းဒီဘောနံပါတ်ဒီတောင်မဲမြို့နယ်တွေမှာတ
တန်တန်ရင်းသားဒီဘက်ကျပတ်စံတီကနေရာအများဆုံးနိုင်ရခဲ့တာဖြစ်ပါတယ်မျိုးတော်တော့အပတ်တိတရားတက်ပြီးတော့တန်တန်ပါတီကိုယ်စားလှယ်ပြလိုက်တော့ကမဲပေါင်း50ကျော်အသာနဲ့ပတ်စံတီပါတီကိုယ်စားလှယ်လူနိုင်ရခဲ့တာပါတမန်နုနယ်ထဲမှာပြည်တဲ့နိုဝင်ဘာလ15ရက်နေ့ကလည်းရုံးနယ်ရွေးကောက်ပွဲကော်မရှင်အခါရဲ့နေအေးတနက်နဲ့တိကျခံရပါသေးတယ်အဲ့ဒီတိကျမှုမှာတော့တိကျတိုင်းရသူတိကျပြီးမဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ဖွဲ့အခါရဲ့နေအေးမှန်တွေတက်ပြီးခဲ့တာပါNLD ကိုယ်စားလှယ်လုံးချန်တက်ခဲ့ရတာတောင်းမဒေတာတယောက်တွေသူမျိုးအင်းနဲ့ပတ်သက်ပြီးတက်ပြီးနဲ့အကျိုးရပတ်ကျိုးရေးဆိုပြီးရှိပြီးဒီသုံးမျိုးလည်းကိုတက်တယ်နည်းနည်းလေးနဲ့လက်ခံပြကြလိမ့်လို့ပြောပါ